လောင်မာရောက်ရှိနေတဲ့ညီမတွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးချင်တာကတော့ကျွန်တော် channel လေးတွေဝင်ပြီးတော့ပေါ့နော်အလုပ်ဘယ်လိုရှောက်အောင်လဲဆိုတော့ကျွန်တော်ပြပြမှာဖြစ်ပါတယ်တရက်ကိုတစ်မျိုးစီကျွန်တော်ပြောပြပါမယ်เนาะဒီနေ့ကတော့အလုပ်လျှောက်တဲ့နည်းတွေကိုကျွန်တော်ပြောပြပါမယ်အဲ့တော့ကျွန်တော် channel ထဲမှာ channel ဟိုင်ဝင်ဖတ်လို့ရအလောဆိုတော့အလုပ်လျှောက်တာကိုကျွန်တော်နှိပ်လိုက်ပါမယ်ဒီမှာအလုပ်လျှောက်တဲ့ club လေးရှိပါတယ်เนาะအလုပ်လျှောက် club နှိပ်လိုက်မယ် open ဆိုတော့နှိပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ browser လေးတစ်ခုရောက်သွားမှာပေါ့နော်အကယ်၍ဒီနေရာမှာကြာနေခဲ့ line မကောင်းတဲ့နေကြာတဲ့ပေါ့နော်ကြာနေလို့ရှိရင်ကျွန်တော်တို့ဒီကအဆက်30ခုထောက်ပြီးတော့ဒီမှာ open ဆိုပြီးကျွန်တော်တို့ Chrome နဲ့တော့ဖွင့်လဲရပါတယ်เนาะတော့ဆိုတော့ဒီ Chrome နဲ့ဖွင့်ပြလိုက်တယ်နော်ဆွမ်းနေရာမှာဖြည့်လိုက်လဲရပါတယ် Chrome ပူကြာနေเนาะဆွမ်းနေရာလေးဖြည့်လိုက်တော့မှာအဲ့တော့ကျွန်တော်တို့အလုပ်ရှောက်မယ်ဆိုလို့ရှိရင်ကျွန်တော်အဓိကအခြေခံလိုချက်ဖြစ်တဲ့အင်္ဂလိပ်စာတိုက်ပင်ဘယ်လောက်ရှိရဲမြန်မာစာတိုက်ပင်ဘယ်လောက်ရှိရဲဆိုတာကိုထည့်ပြရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရတဲ့အတိုင်းပဲကျွန်တော်ထည့်လိုက်မယ်တကယ်လို့ဖြည့်ရလူကလည်းကိုရတဲ့အတိုင်းပဲဖြည့်ဖို့အတွက်ကျွန်တော်အကြံပြုချင်ပါတယ်ဘာလို့လဲဆိုတော့အမှကျွန်တော်လိုအပ်တဲ့အလုပ်ကိုပြန်ပြီးချိတ်ဆက်ပြီး6ပြီးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါကျွန်တော်ရတဲ့ဟာလေးပဲကျွန်တော်ဖြည့်လိုက်မယ်နော်အင်္ဂလိပ်စာဆိုရင်လည်းကျွန်တော်ကျွမ်းကျင်မဟုတ်ပါဘူးသင်နေမရပါတယ် Chinese လုံးဝမရပါဘူးဒါပြီးရင်ဒါ experience ကျွန်တော်ရှိပါတယ်ဒါဆက်လို့ကျွန်တော်တစ်နှစ်ကျော်လောက်လုပ်ခုပါပါနော်အရင်လောက်ကဘာမှလုပ်ခဲ့တယ်ကျွန်တော်များတော့တော်တော်များပါဒါပေမဲ့ကိုထည့်ချင်တော့ထည့်လို့လည်းရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီတစ်ခုပဲထည့်လိုက်ပါဘောနော်ကျွန်တော်ရှင်းပြဖြစ်တဲ့အတွက်ဟုတ်ပြီနောက်တဲ့ language ကျွမ်းကျင်မှုရှိပါစကားပေါ့နော်ကျွန်တော် Chinese နဲ့အင်္ဂလိပ်ကိုပဲအဓိကပေးထားဖြစ်တဲ့အတွက်ထိုင်းရလူတွေထိုင်းရအောင်ထည့်လို့ရကျွန်တော်ကတော့ English ပဲရဖြစ်အင်္ဂလိပ်ပဲထည့်လိုက်ပါတယ်ဆက်သွယ်လို့ရမယ် user name လေးထည့်ပြီးပါဒါမှကျွန်တော်ဆက်သွယ်လို့ရမယ်ဒါမှမဟုတ်ကျွန်တော်ဆက်သွယ်နိုင်တယ်ဒါဘယ်သူဆိုတာသိရနိုင်အောင်လို့ကျွန်တော် form မှာကြည့်ပြီးဒီ form လေးဖြည့်ထားတဲ့ data ကိုကျွန်တော်သွားကြည့်ပြီးတော့ဒါဘယ်သူဆိုတာကိုဆက်သွယ်လာသိမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်မဆက်သွယ်လာဘူး form ပဲဖြည့်သွားခဲ့တဲ့လူပေါ့နော်အဲ့လိုမျိုးတူဆိုလဲကျွန်တော်ဆက်သွယ်လို့ရအောင်ဒီမှာ user name လေးတော့ကြောင်းထည့်ပြီးတော့ကြဖို့ကျွန်တော်အကြံပြုချင်ပါတယ်ကျွန်တော်ကဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ user name ပဲကျွန်တော်ထည့်လိုက်ပါမယ်တင်ဒီကူချအကုန်လုံးလည်းဒီ user name လေးမှတ်ထားလို့ရပါတော့ကျွန်တော်တို့တခုအခက်ခဲရှင်းတမ်းပြီးလို့ရပါတယ်ဒါကျတော့နောက်ထပ်ကြာမပေါ့နော်တချို့လုပ်တွေကကြာမခွဲပြီးခေါ်လာဖြစ်တဲ့အတွက်ကျွန်တော်ကြာမကိုခွဲပေးထားဖြစ်ပါတယ်ကိုယ့်ကိုရေးပေးပါဒီမှာဒီ link ကိုဘယ်ရကလဲဒါလေးတော့နေလို့ပါပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီ link ကို Telegram channel ရဆိုတဲ့ Telegram channel ဒါမှမဟုတ် application နဲ့ကတချို့အလုပ်ခေါ်ထားတဲ့လူတွေရှိကနေရဆိုလဲအဲ့ဟာလေးထည့်ပြီးပေါ့နော်ဒါသူခေါ်တဲ့လူတွေကျွန်တော်ချိတ်ပြီးတော့လုပ်ပေးရမှာဖြစ်ပါတယ်နောက်ထပ်အခြားကြောင်းပေါ့နော်ဒါဘာလုပ်တဲ့ဆိုကျွန်တော်ကဒီစလုံးကိုဒါတစ်နှစ်ကျော်လောက်လုပ်ပြီးပေါ့နော်အဲ့ဒီမျိုးဒီထည့်ပြီးလို့ရပါတယ်ဒါမှမဟုတ်ကိုပြောချင်တာလေးထည့်ပြီးတော့ပြောလို့ရပါတယ်ကြံပေးချင်တာလေးဆိုလည်းထည့်ပြီးရေးလို့ရပါတယ်အဲ့တော့ဒီထဲမှာအရေးကြီးတာတစ်ခုကအခုဒီဇိုင်တော့ဖြည့်သွားပြီပေါ့နော်အရေးကြီးတာပါတယ်ဒီစတာဖြည့်တဲ့စတာပါတဲ့နေရာလေးတွေကဖြည့်အောင်နော်မဖြည့်ရင်ကျွန်တော်တို့ဖောင်ကိုဒီအင်္ဂလိပ်လိုစီဒီမှာ submit ပုံနော်ဒါထိုင်းလိုပေါ့နော်လာအိုလိုပေါ့နေတို့အင်္ဂလိပ် submit ပုံအဲ့ဒါနှိပ်လို့မရပါဘူးနော်အဲ့တော့ကျွန်တော်တို့ဒီ star ပြတဲ့နေရာလေးတော့ထည့်ပြရပါမယ်ကျန်တဲ့နေရာဒီဟာလေးကြော်လို့ရတာကြော်လို့ရတယ်ဒါဆိုရင်ထည့်ပြရပါမယ်ဒါလည်းထည့်ပြရဒါလည်းထည့်ပြရပါနော်ထည့်ရမယ့်နေရာတွေတော့ထည့်ပေးလိုက်ပါအဲ့လိုက်ပြီးရင်လည်းကျွန်တော် submit နေလိုက်ပေါ့နော်ဒါဆိုရင် submit နေလိုက်ပြီဆိုရင်ကျွန်တော်ရဲ့ channel လေးတွေ့ရမယ်ဒါကျွန်တော် user name တွေ့မယ်နော်အဲ့ဒါလေးတွေ့လို့ရှိရင်ကျွန်တော်အလုပ်လျှောက်တဲ့အဆင့်အောင်မြင်သွားပါပြီအလုပ်ရမရရဲ့အလုပ်ပဲအလုပ်ရှိတယ်ဆိုတာကိုကျွန်တော်ကပြန်လဲဆက်သွယ်ပြီးတော့ပြောကြပြီးမှဖြစ်ပါတယ်ဒါအလုပ်ခေါ်ကျင်တဲ့လူတွေအတွက်လည်းကျွန်တော်ဘယ်လို form သွင်းပြီးတော့ဘယ်လိုခေါ်လို့ရတယ်ဆိုတာကိုကျွန်တော်ထပ်ပြီးတော့ပြောမှာဖြစ်ပါတယ်အခုဒီဗီဒီယိုကြည့်ရတဲ့အားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ application တွေရဲ့ဒါအဆင်ပြေတော့ဆန်ပြီးသုံးသိချင်ပါတယ်ဒါကျွန်တော်တို့ Facebook တို့ဘာလို့မှာ like share နေဆိုလို့ရှိရင် application တွေမှာတစုတစည်းဖြစ်အောင်ကျွန်တော်ဖန်တီးပေးနေတာဖြစ်ပါတယ်လောက်ခေါ်တာဖြစ်လောက်ချတာဖြစ်ကိုယ့်ရဲ့ဈေးတိုင်းဆိုင်ကန်ဘာညာအကုန်လုံးအတွက်ကျွန်တော်စီစဉ်ထားတာဖြစ်ပါတယ်ကျွန်တော် channel လေး join ထားပေးဖို့လည်းကျွန်တော်တောင်းဆိုချင်ပါတယ် channel လေး join ထားလို့ရှိရင်legit minute အနေနဲ့ကျွန်တော်တို့ရဲ့ channel မှာဒီ application နဲ့ပတ်သက်ပြီးတော့update အသစ်တွေဒါမှမဟုတ်ကျွန်တော်တို့ဒီလောင်နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါဖြစ်ကျွန်တော်တက်နိုင်ဆုံးကျွန်တော်လက်မိတလောက်ကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ